Hello guys ကျွန်တော်ကတော့ဘေယိုပဲဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော် brother a character လုပ်ထားတဲ့ဗုဒ္ဓမတ်ထဲမှာဖျားတွေသွားဖူးမှာဖြစ်ပါတယ်အဲ့ဒါကြောင့်တူတူသွားဖူးကြမယ်ဗျာ Let's go ရေစိုးသုံးအနေနဲ့ကျွန်တော်တို့အချိန်မှတွေ့နေတဲ့ဇေဒီကိုရေစိုးသွားဖူးမှာပဲဖြစ်ပါတယ်ဇေဒီတို့ရင်တော့ကျွန်တော်ဥရှာလိုက်ပါတော့မယ်ဗျာပြီးတော့ရင်တော့အချိန်မှတွေ့နေတဲ့အချောင်းဆောင်လေးတို့သွားပါမယ်ဗျကျောင်းဆောင်လေးထဲမှာကျွန်တော်ဥရှာလိုက်ပါပဲပြီးတော့ကျွန်တော်တို့ဖျားကြီးပေါ်ပြေးပါပဲဖြစ်ပါတယ် Let's go guys ဖျားကြီးပေါ်ရောက်ဖို့နဲ့ကျွန်တော်ပြေးပါတယ်ကျွန်တော်ပြေးခဲ့ပါတယ်တော်လေးလည်းမောပါပြီဗျလေကားတွေအများကြီးဆိုတော့ဒါပေမဲ့ဖျားပေါ်ရောက်ရင်တကယ်မိုက်တဲ့မြေကွင်းတွေကိုတွေ့ရတော့မှာဖြစ်ပါတယ်ဖျားကြီးကလည်းတကယ်တတ်ပြပါရဲ့ဗျဒီမလေးကိုဆော့ကျင်နေဆိုရင်တော့ brother and character ရဲ့ Telegram channel မှာတင်ပေးထားပါရဲ့ဗျ download ဖို့ကိုပဲသွားလိုက်တော့ bro တို့ပဲကြည့်လိုက်တော့ဗျာဖျားကြီးကဘလောက်မိုက်လဲဆိုတာမကြည့်လိုက်ဖျားကြီးပေါ်အမြေကွင်းပေါ့ဗျာမိုက်ရဗျာတကယ်နေဝင်စီးစာလေးကလည်းတကယ်မိုက်တယ်ကျွန်တော်ကြည့်ရတော့ဒီဖျားကြီးကအလွန်တတ်ပေတယ်လို့ကျွန်တော်ထင်ပါတယ်ဗျရှုခင်းနေရလဲပြောလို့မဆုံးဘူးဗျာတကယ်လှပါတယ်ကျွန်တော်မမလောက်တော့မလှဘူးပေါ့ဗျာအားလုံးပဲဒီဗီဒီယိုလေးကိုကြိုက်နေတတ်မယ်ဆိုရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို like subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်ဗျအားလုံးကျေးဇူးတင်ပါတယ်ဗျ